ကဲဗျာကာမက်ကတော့လှုပ်ချလိုက်ပြီဗျာကာမက်ကနေပြီးမှနောက်ဆုံးထွက်ရှိလာတဲ့ model 2026မှာထွက်ရှိလာတဲ့ Fire Fly ဆိုတဲ့ engine power 110cc နဲ့စိုက်ကလုံးဒီဇိုင်းပုံစံနဲ့ဗျာကျွန်တော်တို့စိန်ကွာစနစ်မှာရောက်ရှိထားပါပြီခင်ဗျာရုပ်ထွက်လေးကတော့ဘာမှပြောရမလို့ခင်ဗျာ digital media ရော digital ဒိုင်ခွက်တွေရောဖြစ်ပါမယ်ခင်ဗျာလာရောက်ဝယ်ယူမယ်ဆိုရင်စိုင်လိပ်စာ83လမ်း3938ကြားစိန်ကွာစနစ်ဆိုင်ကယ်ရှိုးတို့မှာလာရောက်ဝယ်ယူအားပေးနိုင်ပါတယ်ခင်ဗျာPlay